အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တံပေါက်ကိုရှိတဲ့အိုးလေးနဲ့အလွယ်လုပ်ပြမှာဖြစ်ပါတယ်ရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့ကြက်ပေါင်သားဖြစ်ပါတယ်ရှင်တံပေါက်မှာအရေးကြီးဆုံးဖြစ်တဲ့တံပေါက်မဆလာဟင်းခတ်မုတ်ပူစီနံနနံပင်စားစနွေးမုတ်ငုတ်သီးမုတ်ကြက်တော်နီကျော်အင်ဂျင်တို့ပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးကြက်သွန်ဖြူချင်းထောင်းထားပြီးသားကိုထည့်ပါမယ်။တံပေါင်းမဆလာကိုထမင်းစားစုံနဲ့မောက်မောက်နှစ်စုံထည့်ပါမယ်။စနွေးမုတ်ထည့်ပါမယ်ရှင်။စားတစ်စုံနီနီထည့်ပါမယ်ရှင်။ကြက်သားမုတ်တစ်စုံထည့်ပါမယ်ရှင်။ငုတ်တီမုတ်တစ်စုံထည့်ပါမယ်ရှင်။ပူစီနံနဲ့နနံပင်ထည့်ပါမယ်ရှင်။သွန်နီကျော်၄စုံမောက်မောက်ထည့်ပါမယ်ရှင်။ဒိန်ချင်း3စုံမောက်မောက်ထည့်ပါမယ်ရှင်အားလုံးထည့်ပြီးသွားပြီဆိုလို့ရှင်တော့နှမ်းဆန့်သွားအောင်စုပ်နေပေးရပါမယ်ရှင်ပြီးသွားရင်တော့ဒိန်ချင်းတွေအသားတွေကိုစိတ်ဝင်သွားစေရန်အတွက်ရေခဲတက်တာထဲမှာတညသိမ့်ထားပါမယ်ရှင်နောက်နေ့မနက်လို့ချက်စားမယ်ဆိုလို့ရှိရင်ဒီနေ့ညမှာလှုပ်ထားလို့ရပါတယ်ရှင်အသားအတွက်စင်သစ်ဖြစ်သွားပြီဆိုရင်တော့ဓမ္မောက်ဆန်ဆက်ချက်ပါမယ်ရှင်ရေနွေးဦးရဲကိုစီယာစေတိကျဘိုးကောက်ကရဝေးရွက်လေးညင်းပွင့်နနန်းပွင့်ကိုပါတပါတဲ့ထည့်ပြုတ်ပြရပါမယ်ရှင်တံပေါက်ဆန်ကိုပါစမာတီဆန်လို့လည်းခေါ်ပါတယ်ရှင်ဆန်ကိုဘယ်တစ်စိမ့်မဆိုအသုံးပြုနိုင်ပါတယ်ရှင်ဒီမှာတော့ဆန်ကို9ခွက်ထည့်ချက်ပါတယ်ရှင်ဆန်9ခွက်ကိုရေဆေးထားပါမယ်ရှင်ရေနွေးဆူလာပြီးဆိုလို့ရှိရင်ခုနရေဆေးထားတဲ့ဆန်တွေအားလုံးကိုထည့်ချက်ပါမယ်ရှင်ဆန်တွေအားလုံး60ရာခိုင်နှုန်းကြက်တီထီမှုေပြီးတော့ချက်ပေးရပါမယ်ရှင်60ရာခိုင်နှုန်းလောက်ရှည်ထွက်လာပြီးဆိုလို့ရှိရင်အားလုံးစကားနဲ့ဆေးယူပေးရပါမယ်ရှင်ဆန်ချက်တဲ့နေရာမှာအရန်ကိုမှအရေးကြီးပါတယ်ရှင်။ကဲလို့များဆန်ကတအားကြီးအကျက်လိုနေသေးတယ်ဆိုလို့ရှိရင်တော့ဓာတ်ပေါက်ကတော့မနှက်ပဲနဲ့မာနေတတ်ပါတယ်ရှင်။အရန်ကြီးအကျက်လွန်သွားပြန်တော့လေဓာတ်ပေါက်ဖြစ်တဲ့အချိန်မှာပျော့ပြဲပြီးတော့ထမင်းပျော့တယ်လို့မျိုးဖြစ်သွားတတ်ပါတယ်ရှင်။ကြက်သားစပြီးတော့ချက်ပါမယ်ရှင်ကြက်သားချက်တဲ့နေရာမှာတော့ထောပတ်ကိုပဲအသုံးပြုရပါမယ်ရှင်စီလုံးဝမသုံးရပါဘူးရှင်ဓာတ်ပေါက်အစအဆုံးကတော့စီလုံးဝမသုံးရပါဘူးရှင်ထောပတ်တစ်မျိုးတည်းကိုပဲအသုံးပြုရပါမယ်ရှင်ပြီးတော့ညတွေကနှက်ထားတဲ့ကြက်သားကိုထဲလုံးချက်ရပါမယ်ရှင်ကြက်သားချက်တဲ့နေရာမှာလုံးဝရေမထည့်ရပါဘူးရှင်သူ့ရဲ့ကြက်သားစီနဲ့ကြက်သားရေနဲ့ပဲပေါ်လာအောင်မီးကိုအရန်အေးဆုံးထားပြီးတော့ချက်ရပါမယ်ရှင်မီးအေးလေးလေးဟင်းကဒီအရေထွက်လေးလေးပဲဖြစ်ပါတယ်ရှင်ကြက်သားဟင်းလေးကတော့မှုေးပြီးတော့ဒီအနေထားမှာရပါပြီရှင်ဘယ်အိုးမဆိုပဲရိုးရိုးအိုးနဲ့လည်းချက်လို့ရပါတယ်တခြားဘာအိုးနဲ့ဖြစ်ဖြစ်ချက်လို့ရပါတယ်ရှင်အဲ့ဒီအတွက်ကတော့ဂျုံလိုပါတယ်ရှင်ဂျုံကိုတခြားရေလေးနဲ့နှိပ်ထားပါမယ်ဂျုံလည်းနယ်ပြီးသွားပြီးဟင်းလည်းအစင်သေးဖြစ်ပြီးဆိုလို့ရှင်တော့ဓာတ်ပေါက်စပြီးတော့ပြင်ပါမယ်ရှင်ပထမဦးဆုံးဓာတ်ပေါက်ချက်မဲ့အိုးကိုအောက်ဆုံးအထက်မှာဆန်ကိုထည့်ပါမယ်ရှင်ဆန်ကိုလက်နှလုံးလောက်ထူထူလေးထည့်ပြီးပြီဆိုလို့ရှိရင်ပြီးရင်တော့ကြက်သားကိုအပေါ်ကတင်ပေးရပါမယ်ရှင်ကြက်သားကိုအချမ်းအကြီးပေါ့နော်တစ်ချမ်းနဲ့ထည့်မယ်ဆိုလဲထည့်လို့ရပါတယ်ရှင်ဒီမှာကျတော့ပိုင်းထားပါတယ်ရှင်ပြီးရင်တော့ပူစီနံအုပ်ပါမယ်ရှင်ကြက်သွန်ကြော်အုပ်ပါမယ်ရှင်ကြက်သွန်ကြော်အုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ကနေဆန်နဲ့ပြန်အုပ်ပါမယ်ရှင်ဒီလိုပဲအစင်နှစ်ထပ်လောက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးအလွှာကိုရောက်သွားပြီဆိုတဲ့ခါကျရင်ရှိတဲ့အစာတွေကိုအားလုံးအပေါ်မှာတပါးတည်းထည့်ရပါမယ်ရှင်ပဲစိမ်းစီဟိုစေးစပြစ်တီချောက်ပူစီနံနွားနိုးနဲ့ဓာတ်ပေါက်အယောင်ရုံးမှွေထားတာကို3စုံမောက်ထည့်ရပါမယ်ရှင်နောက်ဆုံးမှာတော့ထောပတ်ကို3စုံမောက်ထည့်ရပါမယ်ရှင်နောက်ဆုံးမှာတော့အိုးကိုဂျုံနေထားတာနဲ့လုံနေအောင်ပိတ်ပေးရပါမယ်ရှင်
အဲ့ဒါမှဓာတ်ပေါက်ကအထဲထဲမှာအငွေ့အပြင်မထွက်ဘဲနဲ့မှုရင်းနေမှာဖြစ်ပါတယ်ရှင်မီးကိုအေးဆုံးနေထားမှထားပြီးတော့တစ်နာရီလောက်နှက်ထားရပါမယ်ရှင်ရဲ့အခြေမှာငပြောရွက်ခင်းပြီးတော့ဓာတ်ပေါက်နှက်ရင်လည်းရပါတယ်ရှင်ဒီမှာတော့ငပြောရွက်ရှာခက်လို့မထည့်တော့ပါဘူးရှင်တနာရီလည်းပြည့်သွားပြီးဂျုံသားတွေလည်းဘေးကဂျုံတွေလည်းခြောက်သွားပြီးအိုးနံလေးကလည်းမှုေးလာပြီးဆိုတဲ့ချိန်မှာချလိုက်ပါပြီရှင်မှုေးပြီးတော့အနံ့လေးကမှုေးပြီးတော့အရန်ကိုမှလောက်ရတာလည်းလွယ်ကူတယ်အခက်ခဲလည်းမရှိပဲနဲ့ကိုယ်အိမ်မှာကိုဓာတ်ပေါက်လှုပ်စားလို့ရပါတယ်ရှင်ကျေးဇူးသူတို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်